ဘာလဲလေလူရှိသူရှိထွက်ပြီးတော့စကားပြောရင်စကားထက်တဲ့အကျဘယ်တော့မှပြောင်းမလဲမသိ ငါရောပဲဟာဘာတစ်ခုမှအဆင်မပြေဘူးအားလုံးကကမောက်ကမနဲ့ နင်တို့ကလည်းဟာအဲ့လောက်ထိလည်းမစိုးရသေးပါဘူးနားထောင်ရအဆင်ပြေပါလေ နင်တို့ကိုယုံကြည်မှုမှမရှိတာဖြစ်မှာပေါ့ ငါကတော့လေအဲ့ဟိုဖွားယူလုံးဝကြည့်မရအောင် ဟဲ့ तू ကဒီကိုလာလေလေ तू ဖေကစိတ်ဝင်စားလို့လာခိုင်းတာတဲ့ငါမကစ်တဲ့ဘက်ကသတင်းကြားထားတာ အေးအဲ့ဒါကြောင့်ပြောတာပေါ့အဲ့မိမရဲ့အလကားမိန်းမကြီးလုပ်ငန်းအကြောင်းလဲနားလဲပုံမပုံစိတ်လည်းဝင်စားအောင်အလကားအာရှူပြီးစိတ်ဝင်စားပါရဲ့ဘာညာရှောက်ပြောနေမိငါနေလိုက်တာများဟဲ့မြင်မကောင်းတလားလောက်မအေးရသေးရဲ့မျက်နှာနဲ့ ဟုတ်အန်ဒီဟိုဘာစားမလဲဒီကန်နေမှာလေဘာမှတော့သိမရဘူး ခုနလက်ကားမိမကြီးအိမ်ငိုင်နေဆိုတော့ဘာသူပြောရလဲ အော်အဲ့ဒါလေရမင်းသူတက်နေတဲ့ကိုရီးယားတနက်အနီးချောင်းပြောနေတာသူပြောရဲ့ကိုရီးယားစကားရတလွဲကြီးပဲမို့လို့ ဟုတ်လို့လား ဟုတ်တယ်နော်ရမင်းဟုတ်တယ် ဒါဆိုလည်းပြီးရပါပဲဘာမှမဟုတ်တော့ပါဘူးအန်ဒီကသမီးတို့တွေ့လို့လာနှုတ်ဆက်တာပါနောက်ဆိုလည်းတွေ့ရမယ့်သူတွေပဲလေနေသွားရမယ်နော် အဲ့မိန်းမကြီးရတော့လေအော်အဲ့ကိုရီးယားတနက်ကတော့လေသိလားပီတိဘသူစီရလဲပြစမ်း ဟာဟိုအမေရိကမှာကြောင်းတက်နေတဲ့ငါကောင်လေးကမနေ့ကပြန်လာတော့မယ်တဲ့ အားကြလိုက်တာပိတိချူရဲ့ ညနေလူတော့ လမ်းလိုက်တာဖေး ဘာလဲဘာလဲဒီနေ့မင်းလောက်တဲ့လောက်ရကငါတို့သိခါဘယ်လောက်ကြာသွားမင်းသိလား ကျွန်တော်ဘာလုပ်မိလို့လဲဖေး ဟောဘာလို့မလို့လဲမင်းကိုမင်းလာပြန်ကြည့်ရအောင်ခိုင်းရတာ3 နာရီဟိုရောက်သွား9 နာရီဟမ်မင်းငါ့ကိုမျက်နှာဖြစ်အောင်လုပ်တာတော်များနေပြီနော်မလူနိုင်ဆိုတဲ့ငါသိခါကိုတက်ထတန်ဖို့ထားတယ်ကွာမင်းငါသားတော့ငါချီရမနေနဲ့ငါတော့မလုပ်နဲ့ကွာ ကဲတော်ပါတော့အကိုရေတားလေးကိုအဲ့လောက်ထိပြောနေကြရလဲမလိုပါဘူးအဲ့လောက်ထိရေးကြီးခွင်ကျဲကိစ္စလည်းမဟုတ်ဘူးအခုအလုပ်ကိစ္စဒီနေ့မမီဘူးဆိုရင်နောက်နေ့သွားထက်တွေ့လို့ရတာပဲတားမင်းကလည်းနောက်ဆိုရင်မင်းဖေရဲ့ကိစ္စကိုအရင်လို့ဟုတ်ပြီလား ဟုတ်ကဲ့အော်တော့နားလို့ရပြီလား ကြောင်နေရောနားလို့ရတယ်မင်းဘာလုပ်လဲဆိုတာငါသိရနော်မင်းတနေကုန်စတူဒီယိုသွားတယ်မလားဟမ်အဲ့အရင်မရတဲ့ဖန်မရတဲ့အလုပ်တွေလုပ်နေအဲ့ကိစ္စပြီးမှငါခိုင်းတာမင်းသွားလို့တာမလားဟမ်အနေတော့များဒီမို့ဒီကောင်ဒီတိုင်းထားလို့တော့မရတော့ဘူးကြောင်ငိမ့်လို့မနှက်ဖန်စပြီးတော့မင်းလုပ်တဲ့အလုပ်တွေအားလုံးမရလိုက်တော့နော်ငါနဲ့ကုန်ပြီးလိုက်ငါအလုပ်တွေလိုက်လေးလားအဲ့ဒါငါမိတ်ပဲကြားလားကြောင်ဘာမှပြန်ပြောတယ် ကဲတားဘာမှပြောမနေနဲ့တော့မင်းဖေစိတ်ပူဆိုးနေအောင်မယ်သွားနာတော့သွား ငါနဲ့ကုန်ပြီးလိုက်ငါအလုပ်တွေလိုက်လေးလားအဲ့ဒါငါမိတ်ပဲကြားလား ဒီတစ်ခေါက်ဖေးကြည့်ရငါတော့ဆိတ်ဆိုးသွားတယ်ပုံမှန်ငါပြန်သူပြောတော့ငါယုံလိုက်သွားရင်ကောင်းလားတကယ်လို့ငါသာသူ့ယုံလိုက်ပြီးသူ့လုပ်တွေဝိုင်းကူလှော်ရမယ်ဆိုရင်ငါကိုယ်ပိုင်လွတ်လပ်ခွင့်ပျောက်ကုန်လိမ့်မယ်ငါဘာလုပ်ရမလဲဟုတ်ပြီ ဘယ်လိုတော့ပြောလိုက်တာလဲရာစားတယ်ပျော်လုံးလုံးလေချိုဒီညအဲ့လိုပြောပါမလားတော့မသိဘူး
ခဏလေးနော်ခဏနေကြမှာပြန်ဆက်လိုက်မယ်နော်ဟယ်လိုဟုတ်ကဲ့ရှင်ကျမတို့ရုံကအစိုးရရုံပေးရတဲ့တနင်္ဂနွေတရက်ပဲပိတ်ပါတယ်စနေနေ့လာလို့ရတယ်ရှင်ကျမရုံအရန်ချစ်တာလေအားကြောင့်မလို့အချိန်ပြည့်ပေးဆက်ထားတာဟုတ်ကဲ့ရှင်ဟုတ်ကဲ့လာလို့ရရနော်ဟုတ်အဲ့ဆိုခဏနေနော်ကျမခဏနေပြန်ဆက်လိုက်ပါမယ်ရှင်ဟုတ်ကြီးမုံ အားတော့ ကြီးမုံလောက်ကိုရီးယားကကြည့်ရလေကြီးမုံပဲ အဲ့ဒါဘာဖြစ်တော့ အဲ့ကိုရီးယားကကြည့်ရောကြီးမုံဘာတွေ့လဲ ကိုရီးယားမင်းသားလေးတွေတွေ့တာပေါ့ ကြီးမုံတော့လေပြောရင်လည်းမကြိုက်ဘူးတိလားအဲ့ကိုရီးယားကကြည့်ပြောလေမကောင်းတာတွေလိုက်ပြီးတော့အတူယူနေကောင်းတာလေးပါလေလိုက်ပြီးတော့အတူယူအောင်ကိုရီးယားကတွေထဲမှာလေအပြင်ကလူအခန်းထဲဝင်မယ်ဆိုတကားခောက်ရတဲ့အကျင့်လေအဲ့ကျင့်ကိုnever ကျင့်သိပြီနော်ကြီးမုံ မိပီတီညီငါ့ကိုဆရာကြီးလာလုံမနေနဲ့ညီကိုစူမာကြောက်ပြီးငါ့ကိုကြိုပြီးဆရာကြီးလုံတာမလားဒီမှာညီဘသူနဲ့ကြည်နူးပြီးဖုံးနေပြောနေတယ်ဆိုတော့ငါမြင်ထားတယ်နော် မဟုတ်ပါဘူးကြီးမုံကလည်းပီတီအလုပ်ကိုဘယ်လောက်ချစ်တယ်ဆိုတော့ကြီးမုံလည်းသိနေရပဲအခုပြောနေရလဲအလုပ်ကိစ္စပါ မလေးမယုံဘူးအဲ့ဒါဆိုပြ မလုပ်နဲ့ကြီးမမလုပ်နဲ့ကြီးမကြည့်မကောင်းကွာ ဒီမှာညီမဟုတ်ကဟုတ်ကလုပ်ဖို့တော့မကြံစည်နဲ့နော်သိရမလားကြီးမအဲ့ဘာလုပ်တာလဲဘယ်ကနေတက်လာလဲ ကိုရီးယားကားတွေကဘာမှပြောမနေနဲ့မိပိတ်ပြီးအိတ်တော့ ကြီးမတဲကလေပြောရင်လည်းမကြိုက်ဘူး ရဲလူလာမလားညာမင်းသားတော့မှုတ်သိမ်းနေတယ်နော်ငါနဲ့လှုပ်လိုက်ရမှာပြင်းလို့ဒီကမထားပဲနေရနေမယ် ပြောနေရကြပါလေကိုရင်တကားတော့ဖွင့်ပြီးဝင်သွားလိုက်မယ် ရဲလူရဲလူရဲလူ ပစ္စည်းလည်းမရှိတော့ ဟာဒီကောင်လက်တော်ပြီထင်တယ်ရဲလူကွာ စိတ်ကိုအရင်ရှော့ကို ဟိုစိတ်လျှော့တော့ဘူးညာဟမ်ဒီကောင်ငါ့ကိုတမင်တန်းနဲ့လောက်ကွာအဲ့ဒါငါမကျင်းနဲ့တာကြောင်ရဲလူမိကူမပါလဲဟေးမင်းငါနဲ့အလုံးမလုံးချင်လို့မင်းတမင်တန်းနဲ့ချောင်ထွက်သွားမလားဟမ် ဆိတ်လျှော့ပါဒယ်ဒီရဲ့ဒါဒယ်ဒီအလုပ်တွေကိုကုမလုပ်ပေးချင်လို့မဟုတ်ပါဘူးဒါတကယ်ចောင်းကိစ္စနဲ့ပြန်ရမှာမလို့ပါ အာမင်းငါ့ဘာမှစီကြတယ်ပေးမနေကွာအဲ့ဒါငါမကြားချင်ဘူး အကိုဒေါသကိုထင်းစိတ်ကိုရှော့လို့ ဒါဒယ်ဒီတို့ကြုံပြောဦးဆိုတာတကယ်လို့ဒါပြောလိုက်ရင်ဒယ်ဒီသားကိုပြန်မှတ်မှာဆိုလို့မပြောဘဲနေလိုက်တာဒယ်ဒီဒါပဲတော့ဒါ immigration ဝင်ရတော့မယ် ကြောင်ရဲလူကစကားပြောရဲလူဟယ်လိုဟယ်လိုဟယ်လိုအားကြောင့်ဖုန်းချသွားပြီ ဖုန်းချသွားတယ် ကွာကဲစင်ကာပူသွားမဲ့ကိုငိမ့်မိဘကိုရွှေ့ရတာပြောရလားဟမ် ရွှေးတာမဟုတ်ပါဘူးလေးကျော်ရဲ့ဒီလိုမှမလုပ်ဘူးဆိုရင်ကျွန်တော်ရန်ကုန်မှာမြေနိုင်ပြီးလိုက်ရှာကြမှာလေးကျော်သိရတဲ့အတိုင်းပဲ ကဲဟုတ်ပါပြီကဲမင်းဒီခန်းကိုသဘောကျရလားဟိုပစ္စည်းတွေကနည်းနည်းရှုပ်ပွားနေတော့လေးကျော်ဝိုင်းရှင်းပြရ မလုပ်ပါနဲ့ကျော်ထားလိုက်ပါကျွန်တော်မှရှင်းမယ်လေးကျော်ပဲဆိုးလို့ကျွန်တော်လိုချင်တဲ့တော့ကွက်တည်တယ် ဟုတ်လား ကျွန်တော်လိုချင်တဲ့အချိန်ဘာပဲလိုရအချိန်မျိုးလေးကျော်ကြီးလာလို့ရတယ်ကူလဲကူညီပေးတယ်အဲကြောင့်ကျွန်တော်လေးကျော်ချစ်နေရတယ်လား တော်သားမှာကွာမင်းကလေစင်ကာပူပြန်ရောက်တော့အောင်လေလေးကျော်ဖုန်းလေးလည်းတစ်ချက်မဆက်လူလဲလာမတွေ့အခုမှလေအသေးအတန်ဒုက္ခရောက်မှလေးကျော်အခန်းလာစားခိုင်းတယ်နော်မမကောင်း ဟာမုန်းတော့မုန်းလိုက်လေးကျော်ခုမှဒီလူလေးတယောက်လေးရှိရတာဘာလို့ ဒီပါဝါမကြီးငယ်နဲ့ချွဲနေတယ်နော်ကဲမင်းပစ္စည်းတွေကိုနေရာချတော့နော်လေးကျော် workshop မှာကားအပ်ထားတွေရှိတော့လေးကျော်တွားကြည့်ပြအောင်မယ်လိုရတာရှိလေးကျော် workshop လာခဲ့ဟုတ်ပြီနော်အဲ့ဒါလေးကျော်ပါပြီ ဝေးရနင့်ကငါဒီနေ့လိုချင်တယ်လို့ပြောထားရလေနေဘာလို့ခရီးမတည်ရလဲ ငါနဲ့ကိုဒီနေ့ပေးမယ်လို့မပြောပါဘူး
ဒီနေ့ရှာပေးမယ်လို့ပြောထားတာအခုရမှမရတာငါဘယ်လိုလုပ်ပေးရမှာလဲ 你去的话几面了啦？到肉嘛那个，你讲俺那边别着没？俺今天 online shop 买他不是也买嘿？ အဲ့နင်းကနေမှာလေငါနဲ့ပါဆိုင်လို့လေ 诶，你买它，你用我对样不三不起油，你那个不得下来讲不起油。 အော်ခုတော့နင်းကဒီစကားပြောပြီပေါ့နင်းဤစားရင်နင်းကိုထားခဲ့ပြီးအသေးကွဲတော့က KTV မှာနင်းရင်ဖွင့်ခဲ့တာလေအမနားကြီးခံပြီးနင်းပြောသမျှနားထောင်ပေးခဲ့ရတယ်ကိုနင်းနည်းနည်းပါးပြန်ပြီးစဉ်းစားကြည့်လိုက်အောင် 哦，别来你呢，别个来别个别，喏，你我就上嘛，少了大白表， နင်းကမပေးမပြောဘူးပေးမယ် 别来别嘛嘞， ငါစင်ပေးနေပေါ့ 别来谁别嘛嘞喽？ ပတ်ဆိုင်ရနေပေါ့ 你。 တော်ကြပါတော့ဟဲ့နင်တို့နေကလည်းထုံးစံနဲ့ပတ်စံကိစ္စနဲ့ရန်ဖြစ်နေကြပြန်ပြီလားဟဟလား 刚做到鲁巴瓦呢，我找到拉算呢。 ဝေးနင်ကလည်းအသုံးပြုံးလျှော်ပြီးသူ့ဆီကချီးထားတဲ့ပတ်စံပြန်ပေးလိုက်လေ ငါတို့မပေးဘူးမပြောပါဘူးပေးမယ်ဒါပေမဲ့ဘယ်နဲ့ပေးမလဲဆိုတာကဂရိမပေးနိုင်သေးတာ တော်ပြီဝေးနင်းမျက်နှာငါမမြင်ချင်ဘူးနင်းကအကျက်ဆက်နေနေမှာငါစီပြန်လာခဲ့ ဆူဆူဆိုင်လို့လည်းတဲခတ်ပါလားနော် ဘာလဲဝီလီယံနဲ့ထုံးစံအတိုင်းရန်ဖြစ်ပြန်ပြီလား အေးပေါ့ငါမှဂျားရကနေဝင်ပြီးဖြန့်ဖြေပေးလိုက်ရသေးတယ် သူတို့နှစ်ယောက်ကလေမတက်ရင်ကြောင်နဲ့ကြွက်လို့ပဲတက်ရင်လည်းလေအရန်ချစ်ကြရဲ့အမွာဘူးလို့ပဲတယောက်ကဒါဆိုနောက်တယောက်ကခေါင်းငိမ့်ဖို့အဆင်သင့်မယ် ဒီလိုနေ့လေးမျိုးမှာဆိတ်ရှုပ်ဆရာကြီးနဲ့ငါ့ရဲ့မနက်ခင်းလေးကိုမစတင်ချင်ပါဘူးဟာ ညနေကျရင်သူနဲ့တွေ့ရတော့မယ်ကြော်လိုက်တာချွေးစမဘာတိုင်ပတ် ငါတို့ပေးရ service ထဲမှာမပါတဲ့ service တခုစိုက်ပေးကြည့်ဖို့စဉ်းစားနေရ ဘာဖြစ်တယ်ဒီဘာရှောက်လုံးနေ ဒီလိုဟာမနီလာဆိုလာရှင်အမဘာဖြစ်တာလဲ တီလိုပါညီမလေးရဲ့ညီမလေးကရွှေစင်ဟုတ်ပါရဲ့နော်အမကလေလွန်ခဲ့တဲ့တစ်နှစ်ကညီမလေးရဲ့ customer တယောက်ပါညီမလေးနဲ့ဆက်သွယ်ပြီးအပြိုကြီးဘွားချောလုပ်ခဲ့တဲ့သူပေါ့အခုတော့အမလည်းအိမ်အောင်ကြနေပါပြီအမယောက်ျားနာမည်ကသူရပါ အမညီမကိုတွေ့ကျင်တယ်လို့ဖုန်းဆက်ပြီးပြောကြတဲ့ဟာအမရဲ့ profile နဲ့အားလုံးကိုယူလာခဲ့ပြီးသားပါညီမသိပါတယ်အခုဖြစ်နေတဲ့ပြဿနာကိုပဲပြောပါ တီလိုပါညီမလေးရဲ့ तू ကအမကိုမချစ်တော့ဘူးတီလား तू ကအမကိုပလစ်ပြီးနောက်တစ်ယောက်ထားနေရဲ့ပြောရမယ်ဆိုရင်ဖောက်ပြန်နေရဖို့ညီမလေးရဲ့ ဘာဖြစ်တယ်ဖောက်ပြန်နေရဟုတ်လား ဟုတ်တယ်အမလုံးဝမကျင်တော့အမသူ့ကိုပြန်လုပ်ချင်တယ်ညီမလေးအဆင်ပြေအောင်လုပ်ပေးပါလားနော် အမလိုချင်တဲ့ service ကတော့ညီမတို့စီမှာမရှိဘူးညီမတို့ပေးရဲ့ service ကချစ်သူများအိမ်အောင်ကြပြီးသွားရင်ကိစ္စဆုံးပြီအိမ်အောင်ကြပြီးသွားရင်တော့ client နဲ့ပဲသက်ဆိုင်ပါတယ် ဒါဆိုအမဘယ်လိုလုပ်ရမလဲယင် ကျမတို့ပေးရဲ့ service အပိုင်းမှာတော့အဲ့ဒီအပိုင်းမပါပေမဲ့အမအတွက်ပထမဆုံးအနေနဲ့အဲ့ဒီ service ကိုလက်ခံပေးမယ် ဖောက်ပြန်နေဟဟလားဖောက်ပြန်တဲ့ကိစ္စတော့ငါလည်းလုံးဝလက်မခံနိုင်ဘူးချတကယ်ချင်းနင့်အကြံစီကိုငါအားပေးရဥမောင်လည်းနင့်အကြံစီကြားလို့ရှိရင်သဘောကျမှသိကြတယ် ဒါမဲ့ငါဘာလို့မှမသိဘူး ဟာငါကြံရပြီ
နင်တို့စီကို client နေအလုပ်စားအတော့ကသူတို့ရဲ့အတန်ဖိုင်နေ record လုပ်ထားရမလား အေးနေ ဒီလိုလို့